ဒါဒီမှာသူဒီမှာကျွန်တော်တို့ဒီထက်မှလည်းဘိုးကြီးတယောက်ပါတမကိုကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲကမိထားတာပေါ့နော်မိထားသူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကိုစီရွာဒီအမြန်လန်းနဲ့ကျွန်တော်တို့2မိုင်ပဲဝေးတာရန်ကုန်မန္တလေးအမြန်လန်းနဲ့2မိုင်ပဲဝေးအဲ့ရွာမှာဝင်တိုက်တော့သူကထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်လေးတစ်လုံးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးအောက်ကပါတော့အဲ့ဒါလေးနဲ့သူကထွက်ပြေးတာသူတယောက်တည်းနဲ့ပြေးတာကြံတဲ့ကောင်နဲ့အထက်မှာတိုက်နေခဲ့တာအကုန်လုံးလဲဝိုင်းပြီးတော့အထက်လဲကျွန်တော်တို့ဝင်ရောက်ရှင်းလင်းတဲ့ချိန်ကျတော့ drone နဲ့စကောက်ဝဲလိုက်တော့အဲ့ဘဲကသူကပြေးနေတာသူအဲ့လေကွက်ထဲမှာသူကပြေးတော့ကျွန်တော်တို့ကစံကယ်နဲ့ပတ်ပြီးတော့မှဝိုက်ပြီးဖမ်းလိုက်တော့ခင်ဗျဘဲရတော့ပေါ့နော်အဲ့လိုမျိုးတော့သူကအဲ့ချိန်မှာကျွန်တော်မြင်လိုက်တော့ဘလို့လို့တော့ဆိုတော့အထုပ်ကိုသူကအဲ့ဟိုဟာလေးကိုကျွန်တော်တို့ခြုံလေးကိုပြစ်လိုက်တာခြုံလေးကိုပြစ်ပြီးတော့မှခင်ဗျဘဲရတော့ဆိုတော့ကျတော့ကျွန်တော်လည်းမီးသေးဖုတ်လာတယ်မီးသေးဖုတ်တဲ့အတွက်ဒီရုံမဟုတ်ဘူးလို့နော်ရဲဘော်တွေကကျွန်တော်မေးတာပေါ့နော်မီးသေးဖုတ်တဲ့ကောင်ဒီရုံမဟုတ်မင်းမသိငါဘူးပေါ့အဲ့နေပြီးတော့မှအဲ့ခိုးနာပဲဘာဖွက်ခဲ့ရလဲတော့ပြန်ရှာတော့အမှပစ္စတိုတက်လက်တွေတော့အဲ့နဲ့မင်းဒီတနက်ဘောင်းတာမဟုတ်ဘူးလေကျွန်တော်ဟိုထဲကိုပစ္စည်းလာပို့ရင်းနေပေါ့နော်ကျွန်တော်ဘုံမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တတ်မယ်ဘာညာပြောလို့ကျွန်တော်လိန်လာပေါ့ဗျမျိုးစုံအေးအားဆိုပြီးမတင်ငါဘူးကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာအေးစီခေါ်လာပြီးတော့လမ်းရောက်တဲ့ချိန်တော့မင်းအမှန်တိုင်းဖြေမလားတတ်သိမလားဆိုတော့အဲ့ကြမှာသူက3ပွဲနဲ့ကျွန်တော်ဘိုးကြီးပါတဲ့တမကိုကအဲ့ဘဲအခုဒီမှာကျွန်တော်တို့ထားတဲ့ဒီချုပ်ဒီမှာသူကခေါင်းဆောင်ပဲသူကပုံထိန်သွားတာနောက်ကသူနောက်ကစီနီယာဂျူနီယာညီလေးတွေသူထိန်သွားတာ